တာမန်ကြည့်ရင်တော့အရန်ကိုနှွေးထွေးကျင်နာတတ်တဲ့အဖိုးအဖွားနှစ်ယောက်ပါပဲဒါပေမဲ့သူတို့ရဲ့အိမ်ရောက်ထက်မှာတော့လူမတိတဲ့ငရဲကန်းတစ်ခုရှိနေတယ်ဆိုရင်တေဆုံးသွားတဲ့မြေးလေးကိုပြန်ရှင်လာစေဖို့အတွက်သစိမ်းတယောက်ရဲ့ဝိညာဉ်ကိုပါစတေးဖို့အတွက်ဝင်မလေးတဲ့အဖိုးအဖွားတွေရဲ့ကြောက်စရာအစီအစဉ်ဒီနေ့မှာတော့ horror ပရိသတ်တွေကြားရေပန်းစားခဲ့တဲ့ Anything for Jackson ဆိုတဲ့ရုပ်ရှင်အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကဲစလိုက်အောင်ဗျာဇလန်းအစားမှာ Audrey နဲ့ Henry လို့အမည်ရတဲ့တကြီးရွယ်လင်မယားနှစ်ယောက်အေးချမ်းချမ်းအနားယူနေတဲ့တာမန်စုံတဲ့အတွင်နဲ့အတူတူနေထိုင်တာကိုတွေ့ရမှာပါဒါပေမဲ့တကယ်တော့သူတို့ကကြီးမားတဲ့အကြံစီတစ်ခုကိုတိတ်တဆိတ်စီစဉ်နေကြတာပဲဖြစ်ပါတယ်တနေ့မှာတော့ကိုဝင်ရစ်မာနေတဲ့အမျိုးသမီးတစ်ယောက်က Henry ကိုတာဖွာမီရဲ့အထူးကူဆရာဝန်တစ်ယောက်အဖြစ်လူသိများတာကြောင့်သူတို့အိမ်ကိုရောက်လာပါတယ် Audrey နဲ့ Henry တို့ကထိုမျိုးသမီးကိုကူညီမဲ့အစားပြန်ပေးဆွဲပြီးအိမ်ထဲကိုအတင်းအဓမ္မဆွဲခေါ်သွားကြပါတယ်သူမရဲ့နာမည်ကတော့ရှနွန်ဖြစ်ပြီးကိုဝင်ရစ်မာနေတဲ့အခြေအနေမှာရှိနေပါတယ်ရှနွန်တတိပြန်ရလာတဲ့အခါမှာတော့သူမရဲ့ပါဇက်ကိုပိတ်ဆို့ထားပြီးအချီနှောင်ခံထားရတာကိုတွေ့လိုက်ရပါတယ်။ Audrey ကတော့သူမရှိမှတစ်ခုခုကိုဖတ်ဖို့ပြင်ဆင်နေပါတယ်။ Audrey နဲ့ Henry တို့ကသူတို့ရဲ့လုပ်ရအတွက်ခဏတာတောင်းပန်စကားဆိုကြပြီးတော့ရှနွန်ကိုဖမ်းဆီးထားပေမဲ့ကလေးမိုးဖွားချိန်အထိကောင်းကောင်းမွန်မွန်ပြုစုစောင့်ရှောက်ထားမှဖြစ်ကြောင်းရှင်းပြပါတယ်။ဒါပေမဲ့ရှနွန်ကိုဘယ်တော့မှပြန်မလွှတ်ပေးမှမဟုတ်ဘူးဆိုတာကိုလည်းရှင်းရှင်းလင်းလင်းပြောကြားခဲ့ပါတယ်။အဲဒီနောက် Henry ကတခုခုကိုစမ်းသပ်ဖို့အပြင်ထွက်သွားတဲ့အချိန်မှာ Audrey ကရှနွန်ရဲ့ပါဇက်ကအဝတ်ကိုဖယ်ရှားပေးလိုက်ပါတယ်။ရှနွန်ကအားကုန်အော်ဟစ်ပါတော့တယ်။ဒါပေမဲ့သူတို့တက်ဆင်ထားတဲ့အတန်လုံးစနစ်ကအပြည့်အဝလွတ်လွတ်တာကြောင့်သူမရဲ့အော်ဟစ်တန်တွေဟာအပြင်ကိုလုံးဝမထွက်ခဲ့ပါဘူး။ Audrey ကရှနွန်ကိုအော်ဟစ်နေရအပူပဲဖြစ်ပြီးတော့အားအင်တွေပဲကုန်ခန်းစေလိမ့်မယ်လို့ပြောပါတယ်။ Audrey ကသူမကိုနာကျင်အောင်လုပ်ဖို့ရွယ်ချက်မရှိဘူးလို့ဆိုပေမဲ့ရှနွန်ကတော့အရန်ကိုထိတ်လန့်နေသေးပါ။ရှနွန်ကဆက်ပြီးအော်ဟစ်နေမယ်ဆိုရင်ပါဇက်ကိုပြန်ပိတ်ထားမယ်လို့တော့ Audrey ကချင်းချောက်လိုက်ပါတယ်။အသေးအတန်ဖြစ်နေတဲ့ရှနွန်ကဘာကြောင့်ဓာတ်တွေလုံနေရလဲလို့မေးတဲ့အခါမှာတော့ Audrey ကတေဆုံးသွားပြီဖြစ်တဲ့သူတို့ရဲ့မြေးလေး Jackson ကိုပြန်ခေါ်ခြင်းလို့ဖြေပါတယ်။အဲဒီအချိန်မှာပဲရှနွန်က Jackson ကိုမြင်တွေ့နေရပေမဲ့ Audrey ကတော့လုံးဝမမြင်ရပါဘူး။အစပိုင်းမှာရှနွန်က Jackson ကိုအသက်ရှင်နေတယ်လို့ထင်ခဲ့ပေမဲ့ Jackson ကတေဆုံးသွားတာကြာပြီလို့ Audrey ကပြောလိုက်တဲ့အခါမှာသူမမြင်နေရတာဟာ Jackson ရဲ့ဝိညာဉ်ဖြစ်နေမှန်းသိသွားပါတယ်။ Jackson ရဲ့ခေါင်းနောက်မှာဒဏ်ရာတစ်ခုရှိနေတာကိုလည်းရှနွန်ကသတိပြုလိုက်မိတာကြောင့်ဒီကလေးဟာတကယ်ပဲတေဆုံးသွားပြီဆိုတာအတည်ပြုနိုင်ခဲ့ပါတယ်။ Audrey ဟာ Jackson ကိုမမြင်ရပေမဲ့မြေးဖြစ်သူအချေဆုံးသင်းကိုဖွင့်ပေးပြီးရှနွန်ကိုတယောက်တည်းထားခဲ့ပါတယ်။နောက်ပိုင်းမှာ Audrey က Henry ကိုရှနွန်တယောက် Jackson ကိုမြင်နေတဲ့အကြောင်းပြောပြတဲ့အခါမှာဒါဟာလက္ခဏာကောင်းတစ်ခုလို့သူတို့ကယူဆကြပြီးတော့ Jackson ကိုရှင်ပြန်ထမြောက်စေမဲ့သူတို့ရဲ့အစီအစဉ်ဟာအောင်မြင်တော့မယ်လို့ပို့ပြီးယုံကြည်ချက်ရှိသွားကြပါတယ်။ Henry ကအလုပ်ခွင့်ယူဖို့စဉ်းစားပေမဲ့ Audrey ကတော့လူတွေတန်တရားမဝင်စေဖို့ပုံမှန်အတိုင်းအလုပ်သွားဖို့ကိုတားမြစ်ပါတယ်။ Henry အပြင်ကိုထွက်ခါနီးမှာအိရှိကနှင်းတွေကိုလာရှင်းပေးတဲ့ Rory နဲ့စုံပါတယ်။ Henry ကဘာပြဿနာမှမရှိသေးဖို့အတွက် Audrey နေမကောင်းဘူးလို့အကြောင်းပြပြီးတော့ Rory ကိုအိမ်ပြန်ခိုင်းလိုက်ပါတယ်။အိမ်ထဲမှာတော့ Audrey ဟာရှနွန်ကိုအတက်နိုင်ဆုံးပြုစုစောင့်ရှောက်မယ်ဆိုတဲ့ဂတိအတိုင်းဗီတာမင် C တွေကိုတိုက်ပါတယ်။ရှနွန်ကတန်တရားရှိရာကြောင့်မတောက်ဘဲညင်းဆိုနေပေမဲ့ Audrey ကအတင်းကျပ်မတိုက်ပဲဒါရီဟာရိုးရိုးဗီတာမင်တွေသာဖြစ်ကြောင်းအာမခံပါတယ်။ရှနွန်ရဲ့ပစ္စည်းတွေကိုစစ်ဆေးရင် Audrey ဟာသူမရဲ့ဖုန်းနဲ့ဆေးဝါးတွေကိုအင်ဂျီထဲမှာတွေ့ရှိပါတယ်။ Audrey ကစလုံးသေးလေးတွေကိုဖတ်ရခတ်နေရကြောင်းမျက်မှန်တွားယူတဲ့အချိန်မှာမတော်တဆရှနွန်ရဲ့ဖုန်းကိုဇပွဲပေါ်မှာထားခဲ့မိပါတယ်။ရှနွန်ကဖုန်းကိုယူပြီးအကူအညီတောင်းဖို့ကြိုးစားပေမဲ့ Audrey ကချက်ချင်းပြန်ရောက်လာတဲ့အကြောင်းမအောင်မြင်ခဲ့ပါဘူး။အဲဒီနောက်မှာတော့အခန်းထဲကရုပ်လေးထဲမှာရှနွန်ရဲ့ဖုန်းလျှို့ဝှက်နံပါတ်ကိုတိဖို့အတွက်လျှို့ဝှက်ကင်မရာလေးတက်ထားတာကိုရှနွန်ကတိသွားပါတယ်။ရှနွန်ကလှုပ်ပေးဖို့အသေးအတန်တောင်းပန်ပေမဲ့ Audrey ကညှင်းပယ်ပြီးပါဇက်ကိုပြန်ပိတ်လိုက်ပါတယ်။ပြီးနောက် Audrey ဟာရှနွန်ရဲ့ social media တွေကိုဝင်ရောက်ပြီးတော့ရှနွန်တယောက်အပန်းဖြေခီးထွက်နေတဲ့အောင်အခြေအနေတွေကိုအတူအယောင်တင်ပေးလိုက်တာကြောင့်ဘယ်သူမှလာရှာမှာမဟုတ်တော့ပါဘူး။ဇလန်အတိတ်ကိုပြန်သွားတဲ့အခါဒီကြောက်စရာကောင်းတဲ့အစီအစဉ်ရဲ့ဇစ်မြစ်ကိုဖော်ပြထားပါတယ်။ Audrey နဲ့ Henry တို့ဟာလျှို့ဝှက်စမ်းကြယ်တဲ့ကျင်းစာစာအုပ်တအုပ်ကိုအချိန်တော်ကြာတဲ့ကပိုင်ဆိုင်ထားခဲ့တာပါ။စာအုပ်ကတကယ်စွမ်းမစွမ်းသိရအောင် Audrey ကတေနေတဲ့ကြီးကန်းတစ်ကောင်ပေါ်ကိုသူမရဲ့သွေးနှဲငယ်ချပြီးစာအုပ်ထဲကဂါရာကိုရွတ်ဖတ်ကြည့်တဲ့အခါကြီးကန်းကရုတ်တရက်အသက်ပြောင်းဝင်လာပါတယ်။ဒါကြောင့်သူတို့ဟာ Jackson ကိုရှင်ပြန်ထမြောက်စေဖို့ခိုင်ခိုင်မာမာဆုံးဖြတ်လိုက်ကြတာပါ။တကယ်တော့ရှနွန်က Henry ရဲ့လူနာတယောက်ဖြစ်ခဲ့ဘူးပါတယ်။သူမခန္ဓာကိုယ်ထဲမှာတခုခုလွဲမားနေရလို့ခံစားရပြီးယောဂရှိနေတယ်လို့တန်တရားရှိရကြောင်း Henry စီကိုလာပြခဲ့တာပါ။ဒါပေမဲ့ Henry ကရှနွန်မှာကိုဝင်ရှိနေပြီဖြစ်ကြောင်းအံ့ဩစရာအမှန်တရားကိုပြောပြခဲ့ပါတယ်။ရှနွန်ကအရင်ကသူမရဲ့နေထိုင်မှုပုံစံကြောင့်ကလေးဖေကဘယ်သူမှမသိတာကြောင့်ဒီသတင်းဟာသူမအတွက်တော့ပျော်စရာဖြစ်နေခဲ့ပါဘူး။သူမနေထိုင်တဲ့ဒေသမှာကိုဝင်ဖျက်ချတာဟာတရားမဝင်တာကြောင့်အခြေအနေကပိုပြီးရှုပ်ထွေးသွားပါတယ်။ရှနွန်ကတယောက်တည်းနေထိုင်သူဖြစ်ပြီးစိတ်ပိုင်းဆိုင်ရာထိခိုက်လွယ်သူဖြစ်မှန်သိသွားတဲ့ Henry ကထိုအချိန်အစပြီးရှနွန်ကိုသူတို့ရဲ့ပြစ်မှတ်အဖြစ်တတ်မှတ်လိုက်ပါတော့တယ်။လက်ရှိအချိန်မှာတော့ Audrey နဲ့ Henry တို့ကအတိုင်းဝမ်တစ်ခုရဲ့စုဆုံပွဲကိုတက်ရောက်ကြပြီးတော့ထိုနေရာမှာသူတို့နဲ့ဂိုင်းတူဖြစ်တဲ့ Iran နဲ့တွေ့ပါတယ်။ဒီအတိုင်းဝမ်ကနတ်ဆိုးတွေကိုကိုးကွယ်တဲ့ဂိုင်းတစ်ခုဖြစ်ကြောင်းသိရှိလာရပါတယ်။ထိုညမှာပဲ Audrey နဲ့ Henry တို့ဟာသူတို့စီစဉ်ထားတဲ့ထုံးတမ်းစင်လာကိုစတင်ပါတော့တယ်။အိမ်ထဲမှာရှနွန်တယောက်သွေးတွေအမြောက်များအန်ထုတ်ပြီးထိတ်လန့်တုန်လှုပ်နေပါတယ်။
ရှင်နွန်ရဲ့အခြေအနေဆိုးရတာကိုမြင်ရပေမဲ့လည်း Audrey နဲ့ Henry တို့က Jackson ရဲ့ဝိညာဉ်ကိုရှင်နွန်ဘိုက်ထဲကကလေးစီပြောင်းရွှေ့ဖို့အတွက်ထုံးတန်းစင်လာကိုမရက်မနာဆက်လုပ်ကြပါတယ်အိမ်ထဲကလျှက်စစ်မီးတွေမှိတ်တုံဖြစ်လာပြီးရှင်နွန်ရဲ့ခန္ဓာကိုယ်ဟာပြင်းပြင်းထန်ထန်တုန်ခါလာတာကြောင့်ထုံးတန်းစင်လာဟာအလုံးလုံးနေပြီဆိုတာသိတာစေပါတယ်နောက်ဆုံးမှာ Jackson ရဲ့ပုံရိပ်ကိုထပ်မံမြင်တွေ့လိုက်ရကြောင်းသူတို့ဟာ Jackson ကိုရှင်နွန်ရဲ့ဘိုက်ထဲကကလေးအဖြစ်ပြောင်းဝင်စားဖို့တောင်းပန်ကြပါတယ်ဒါပေမဲ့အိမ်ကမျက်နှာချက်ကပြိုကျလာပြီး Jackson ရဲ့ပုံရိပ်ကပျောက်ကွယ်သွားတာကြောင့်သူတို့ရဲ့မျှော်လင့်ချက်တွေဟာပျက်စီးသွားရပါတယ်ပျက်စီးတွေကိုဖယ်ရှားလိုက်တဲ့အခါ Audrey ရဲ့နောက်ကမှာကြောက်စရာကောင်းတဲ့ပုံရိပ်တစ်ခုကရက်နေတာကိုတွေ့လိုက်ရပါတယ်။နောက်တနေ့မနက်မှာ Henry နိုးလာတဲ့အခါ Audrey တယောက်ကတပွတ်တန်အကျိုးနဲ့သွားတိုက်နေတာကိုတွေ့လိုက်ရပါတယ်။ Henry ကသူတို့ရဲ့လောက်ရပေါ်တန်ရရှိခဲ့ပေမဲ့မနေ့ညကထုံးတန်းစင်လာကြောင့်ပြန်ပြီးယုံကြည်မှုရှိလာပါတယ်။အဲ့ဒီအချိန်မှာပဲ Henry စီကို Audrey စီကဆိုတဲ့ဖုန်းတစ်လုံးဝင်လာပြီးဈေးဝယ်လာတဲ့ပစ္စည်းတွေကိုဝိုင်းကူတယ်ဖို့ပြောပါတယ်။ Henry ကရှေ့မှာ Audrey ရှိနေတဲ့အကြောင်းသူဇဝေဇဝါဖြစ်သွားပါတယ်။သူမြင်နေရတဲ့ Audrey ဟာသွားတွေကိုအတင်းကျပ်တိုက်နေပြီးပါဇက်ထဲမှာသွေးတွေပြည့်ရှံလာကသွားတွေကျွတ်ကျလာတာကိုတွေးလိုက်ရတဲ့အကြောင်း Henry ဟာထိတ်လန့်တကြားအော်ဟစ်မိပါတော့တယ်ခဏကြာမှတော့အဲ့ဒီမြင်ကွင်းကပျောက်ကွယ်သွားပြီးအစ်စ်မှန် Audrey ပေါ်လာပါတယ် Henry ကသူမြင်တာကိုပြောပြခဲ့ပေမဲ့ Audrey ကတော့ပင်ပန်းလို့ထင်အောင်ထင်မှဖြစ်တာလို့ပဲယူဆလိုက်ပါတယ် Henry အလုပ်သွားတဲ့အခါမှာတော့ရှင်လုံးပြော့ဆုံးမှုကိုစုံစမ်းနေတဲ့စုံတော့ Velos နဲ့စုံပါတယ် Henry က AC ပဲဖြေချနိုင်ခဲ့တာကြောင့်စုံတော့ကတန်တရားမဝင်ခဲ့ပါဘူးအိမ်မှာတော့ Audrey ဟာအိမ်တကားကိုလာခောက်တဲ့6ချားဖွယ်ရဝိညာဉ်လေးတွေကိုမြင်တွေ့နေရပါတယ်သူမဟာအရန်ကိုကြောက်လန့်ပြီး Henry စီဖုန်းဆက်တဲ့အခါဖုန်းထဲကထွက်လာတဲ့အတန်ကမင်းရဲ့ဝိညာဉ်ကိုစတေးရမယ်လို့ပြောလိုက်တာကြောင့် Henry မဟုတ်မှန်သိလိုက်ရပါတယ်ကျွန်တော်ရဲ့အခန်းထဲမှာတော့ကျွန်တော်ဟာလက်ထိတ်ကနေလွတ်မြောက်ဖို့စ조사နေစမှာပဲဂရင်အောက်ကနေခေါင်းကိုပလတ်စတစ်နဲ့ပတ်ထားတဲ့ကြောက်စရာကောင်းတဲ့ဝိညာဉ်တစ်ခုထွက်လာပြီးတော့ကျွန်တော်ရဲ့ဘိုက်ကိုကိုက်တာခံလိုက်ရပါတယ် Audrey ရောက်လာတဲ့အခါမှာလည်းထိုဝိညာဉ်ကိုမြင်တွေ့နေရပါတယ် Henry ရောက်လာပြီးကျွန်တော်ရဲ့ဒဏ်ရာကိုချုပ်ပေးရပါတယ်ခုဆိုရင် Henry နဲ့ Audrey တို့နှစ်ယောက်လုံးသူတို့ရဲ့အိမ်ထဲမှာမမြင်ရတဲ့ဝိညာဉ်တွေနဲ့ပြည့်နှက်နေရဆိုတော့သိသွားကြပါပြီအခြေအနေတွေကပိုဆိုးလာပြီးတော့နှင်းရှင်းပေးတဲ့ Rory ပြန်ရောက်လာတဲ့အခါမှာလဲဝိညာဉ်တွေရဲ့နှောက်ယှက်မှုကြောင့် Rory ဟာနှင်းရှင်းဆက်တဲ့ကိုပြစ်ချပြီးတေဆုံးသွားခဲ့ပါတယ်။အဲဒီနောက်စုံတော့ Bellows ကလည်း Henry ရဲ့အိမ်ကိုရောက်ရှိလာပြီးရှင်နွန်းကိုတွေ့သွားခဲ့ပေမဲ့ဝိညာဉ်တွေရဲ့လွှမ်းမိုးမှုကြောင့်ပဲသူမကိုသူမအဆုံးစီရင်သွားခဲ့ပြန်ပါတယ်။ဒီလိုနဲ့သူတို့ဟာအီရန်ကိုအကူအညီတောင်းရပါတော့တယ်။အီရန်ကစာအုပ်ကိုဖတ်ကြည့်ပြီးမှသူတို့ဖိတ်ခေါ်လိုက်တဲ့ Serac ဆိုတဲ့နတ်ဆိုးကလူသေးကိုပြန်ရှင်စေတဲ့နတ်ဆိုးမဟုတ်ဘဲလူသေးနဲ့လူရှင်လောကကြားကစီတကားကိုဖွင့်ပေးတဲ့နတ်ဆိုးဖြစ်နေမှသိလိုက်ရပါတယ်။ဒါကြောင့် Jackson တယောက်တည်းမဟုတ်ပဲတခြားဝိညာဉ်တွေပါရောက်လာတာဖြစ်ပါတယ်။အီရန်ကထုံးတန်းစင်လာကိုအဆုံးသတ်ပေးဖို့အတွက်ဒေါ်လာ1000နဲ့ကျင်းစာအုပ်ကိုတောင်းဆိုပါတယ်။ထုံးတန်းစင်လာကိုပြန်စားဖို့ပြင်ဆင်နေတဲ့အချိန်မှာ Henry က Audrey ပေါ်ထားတဲ့ချီကြီးမြတ်တာကြောင့်ရှင်နွန်းကိုကယ်တင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အီရန်ကတော့ယူသွတ်သွားပြီး Audrey ကိုဓာတ်နဲ့လိုက်ထိုးရတယ်။ထိုအချိန်မှာပဲဝိညာဉ်တစ်ခုကအီရန်ကိုအခန်းထဲကနေဆွဲထုတ်သွားပါတယ်။တည်ဆုံးသွားတဲ့ Audrey ကိုကြည့်ပြီးကြေကွဲနေစမှာပဲသူ့ခန္ဓာကိုယ်ထဲကနေမှောင်မိုက်တဲ့အရာတစ်ခုကထွက်ပေါ်လာပြီး Henry လည်းအသက်ဆုံးရှုံးသွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ရှင်နွန်းဟာလက်ထိပ်တီကနေလွတ်မြောက်သွားပြီးအိမ်ထဲကဝိညာဉ်ဆိုးတွေကြားကနေအသေးအတန်ထွက်ပြေးခဲ့ပါတယ်။သူမဟာစုံတော့ရဲ့ကားကိုယူပြီးတော့ဒီကျင်းစာတင့်နေတဲ့နေရာကနေဝေးဟာကိုမောင်းထွက်သွားပါတယ်။လမ်းမှာခဏရပြီးသူမရဲ့ဘိုက်ထဲကလေးလေးအန်ဒီရဲ့ကင်းရလားလို့စစ်ဆေးကြည့်ပြီးတဲ့နောက်ခီးဆက်ထွက်သွားရင်းနဲ့ဇလန်းလေးဟာပြီးဆုံးသွားပါတယ်။ချစ်ချင်းမြတ်တာကလူတယောက်ကိုကောင်းကင်ဘုံသို့ပို့ဆောင်ပေးနိုင်တယ်လို့အမားတစ်ခုကိုအမားနဲ့ပြင်ဖို့စ조사ရင်တော့အခုလိုငဲကန်တစ်ခုကိုဖန်တီးမိသွားနိုင်ပါတယ်လူသားဆန်မှုကိုစတေးပြီးမြည်ဖြစ်သူကိုပြန်ခေါ်ဖို့စူးစမ်းခဲ့တဲ့အဖိုးဖွားတို့ရဲ့နှီးကုံကတော့တကယ်ကိုရင်နာကြပါပဲတင်ရောဒီဇကားရဲ့အဆုံးသတ်ပေါ်ဘလို့မြင်လဲကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြအောင်နော်ဒီလိုမျိုးမထင်မှတ်ထားတဲ့လှည့်ကွက်တွေနဲ့ပြည့်နှက်နေတဲ့ horror ဇကားမျိုးတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel ကို like နဲ့ follow တော့မဟုတ် subscribe လုပ်ထားပေးဖို့မမေ့နဲ့အောင်နော်နောက်လည်းဘလို့6ချားစရာကောင်းတဲ့ဇကားကောင်းတွေကို recap လုပ်ပေးစေချင်လဲဆိုတာအကြံပေးခဲ့ကြပါအောင်အားလုံးပဲဘေးကင်းကြပါစေခင်ဗျာ